Hello အားလုံးပဲမင်္ဂလာပါဒီ vlog ကတော့မဆောင်ပြုံးလင်ကို3ညအိတ်လေးရက်သွားခဲ့တဲ့ vlog တွေကိုဆက်ထားတာဖြစ်ပါတယ်ဟိုရောက်ဒီရောက်တော့ဖြစ်နေရပေါ့နော်ဒါပေမဲ့ကြည့်ပေးကြပါအောင်အခုချိန်ပြုံးလင်ကိုသွားရင်အလိုအရန်လာတဲ့ထက်တရာပန်းခင်းကိုတွေ့ရမှာဖြစ်ပါတယ်ချောကလက်မစ်တီကိုအခုလိုမျိုးခွက်ကောတခါတည်းဝါးစားလို့ရတယ်ဆိုရင်ယုံလားယုံလိုက်ပါနော်အခုကဘန်ကောက်မှာမဟုတ်ပါဘူးပြင်ဦးလွင်မှာပါဒီဆိုင်ကတော့ချောကလက်မစ်တီမှာပေါ့နော်အောက်ကရိုးရိုးခွက်နဲ့မထည့်ပေးဘဲနဲ့သူတို့ကဝက်ဖယ်ပေါ့နော်ဝေးဖာခွက်ကလေးနဲ့ထည့်ပေးပါတယ်အဲ့ဝေးဖာခွက်ကလေးကတခါတည်းဝါးပြီးတော့စားလို့ရပါတယ်သူကအရေးထည့်ဖို့လုပ်ထားတဲ့အတွက်နည်းနည်းလေးတော့မာတယ်ပေါ့နော်ဒါပေမဲ့ချွတ်ချွတ်ရွလေးနဲ့စားလို့တော့ကောင်းပါတယ်တစ်ခွက်ကို1000ခွဲပေးရပါတယ်မိုးကလေးအုံနေနေလေးအဲ့လိုမျိုးလေးရွာချတယ်တကယ်ကိုနေလို့ကောင်းတယ်ဟိုကပြုံးလို့ရောက်နေတာ2ရက်ရှိပေါ့နော်ဒါပေမဲ့နေတိုင်းမိုးအုပ်လိုက်မိုးရွာလိုက်နေတကယ်နေလို့ကောင်းပြီးတော့အရန်ကိုအေးချမ်းပါတယ်မိုးရင်းဆိုရင်ပြုံးလို့သွားဖို့အကြံပေးချင်ပါတယ်ရှင်ဒါကတော့ပဲများနေရရှင်တို့ရဲ့မမစွန်လေးဖြစ်ပါတယ်ဟိုတရှိမှာအရန်လာနေလို့တပုံဗီဒီယိုတွေတပုံထွက်ရတာပေါ့နော်အပြင်သွားဖို့ပြင်ဆင်လို့ပြီးသွားအပြင်သွားမယ်ပေါ့နော်ဒါကတော့မနက်ခင်းလေးမှာပေါ့နော် breakfast သွားစားတာပါရှင်အဲဆိုငါဒီဟိုတယ်ကိုအကြိုက်ဆုံးက breakfast ကိုစုံစုံလင်းလင်းနဲ့စေစနာပါကျွေးရပေါ့နော်တကယ်ကိုစုံပါတယ်အမေလည်းပါတယ်ပေါ့နော်ဒီတစ်ခါကတော့မဆိုဒီဟိုတယ်မှာတရားဆိုရင်9နှစ်10နှစ်ရှိပါပြီဟိုတယ် review ကိုလည်းတည်တံ့ထပ်ပြီးတော့တင်ပေးပါအောင်မယ်ရှင်ဟိုတယ်လေးကအရင်ကိုအေးချမ်းတိတ်ဆိတ်ပြီးတော့နေလို့ထိုင်လို့အရင်ကောင်းပါတယ်ဒီနေ့ညနေမှာတော့ဟိုတယ်ကိုရှေ့စားခင်ကနေအကင်နေမှာပြီးတော့ဟိုတယ်မှာကင်စားပါတယ်ဒီလိုမျိုးကင်စားမယ်ဆိုရင်တော့ဟိုတယ်ကိုကြိုပြီးတော့အကြောင်းကြားဖို့တော့လိုအပ်တယ်ပေါ့နော်အကင်စားပြီးတော့ရေမိုးပြန်ချိုးပြီးတော့ညဘက်9နာရီလောက်ကြာတော့နိုင်စင်အမှရှိရဲ့ဒီဆိုင်လေးမှာလက်ဖေးရည်နဲ့ထက်တရာသွားစားပါတယ်ဟိုတယ်နဲ့နိုင်စင်ကလည်းနီးလေးဆိုတော့လေသွားလာရတကယ်ကိုအဆင်ပြေပါတယ်ဟိုတယ်ကမြို့ထဲမှာဆိုတော့လေဒီဆိုင်လေးကလည်းနိုင်စင်နဲ့ကဲ့ရမှာပါအုံမားနဲ့ပဲအုံမားရောပါတယ်ဆိုတော့ပြောစရာကောင်းတယ်ပေါ့နော်သွားရလာရတာအဲ့တော့ညနေဘက်ကန်တော်ကြီးဆောင်မှာမြော်စင်ကျုံးကိုနောက်ခံထားပြီးတော့တပ်ပုံသွားရတာပေါ့နော်အရန်ကိုအေးချမ်းပြီးတော့ဒါစီတို့ကလည်းအရန်အေးတယ်တကယ်တပ်ပုံဗီဒီယိုလေးရိုက်ရတယ်တကယ်ကောင်းတယ်ဒါကတော့မျိုးမှာမဆိုအကြိုက်ဆုံးဝတ်သားကောင်းချင်းထုတ်ကောင်းချင်းပေါင်းလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဆိုင်ကတော့အခုပိတ်ထားပါတယ်တလလောက်ပိတ်မယ်ခီးသွားရပါတယ်ရှင်အမကလည်းဒီဆိုင်ကဝတ်သားကောင်းချင်းထုတ်ကိုအရင်ကြိုက်ပါတယ်ကဲအခုကတော့ညဘက်ရောက်ပြီဆိုတော့အိပ်ပါတော့မယ်ရှင်ဒါကတော့နောက်နေ့မနက်ကိုရောက်ပါပြီနောက်နေ့မနက်ကိုလည်း breakfast သွားစားရပေါ့နော်ဒီနေ့ breakfast ကတော့အမဆုံးကိုဘာစားချင်တယ်လို့မေးရဲ့အတွက်အုံတို့ခောက်ဆွဲစားချင်တယ်လို့ပြောလို့အုံတို့ခောက်ဆွဲပါအောင်စီစဉ်ပေးထားပါတယ်ဒါကတော့အပြင်သွားခံနေယောက်ျားနဲ့တစ်ဖြတ်ပေါ့ရှင်ယောက်ျားနဲ့ဆိုရင်ရုပ်ကတစ်မျိုးနော်ရှင်တို့မမဆုံးကအခုကတော့ဟိုနာဒီနာသွားတယ်ပေါ့ရှင်ပြီးတော့ဟာကြတော့နေ့လယ်စားဝင်စားပါတယ်ဒီဆိုင်လေးကတော့မတော်မမီတော့ဘူးဆိုင်တမဲကိုတော့ဒါပေမဲ့တွားရင်လာရင်လည်းတွေ့လို့ဝင်ပြီးတော့စားလိုက်တဲ့ဆိုင်လေးပေါ့နော်စိုးတော့မစိုးတိုင်းပကံတွေကိုတော့မကြိုက်ဘူးမလှဘူးပေါ့နော်ဒါကတော့ပြုံးလင်ရောက်တိုင်းအမြဲတမ်းမဟာအနုကန်တာဖေယားကိုတော့သွားပါတယ်ပန်းနေသွားခဲ့တယ်ဖေယားသွားရှင်ကိုတယ်ပေါ့ဒီနေ့တရက်ကတော့ဗီဒီယိုမရိုက်ဖဲ vlog မရိုက်ဖဲနဲ့အေးစစ်စစ်နေခဲ့တာပေါ့နော်ဒါပြန်မဲ့နေ့မှာမဆိုစားနေကြဆိုင်မှာခွာဆုံးပေါ့နော်ဟန်ချီခွာဆုံးသွားစားတာပါအပြန်လမ်းမှာကတော့ပိန်းနေသည့်အရန်ပေါ်နေရနော်ပြုံးလင်သွားရင်ပိန်းနေသည့်စားခဲ့ကြပါကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ချစ်တယ်တတာ